ရောင်းမဖြစ်သူမိုးစက်ဝိုင်နဲ့အားလုံးကအားကြတဲ့ဆက်ဆံရေးမျိုးရှိနေကြောင်းပွင့်လင်းစွာပြောလာတဲ့ဝင်းမုံရွှေခင်မောတဲ့နဲ့လက်ထပ်ပြီးတဲ့နောက်အလိုလိုက်ခါအချစ်ခံနေရတဲ့ခင်မောတဲ့ရဲ့ညီမဖြစ်သူမော်ဒယ်မိုးစက်ဝိုင်နဲ့သူမရဲ့အကြောင်းကသမီးရောက်မဆက်ဆံရေးကိုပွင့်လင်းစွာပြောလာတာကတရုတ်ဆောင်မင်းသမီးဝင်းမုံရွှေပါအားလုံးသိကြတဲ့အတိုင်းမင်းသမီးဝင်းမုံရွှေဟာဇီဝိုင်းလုပ်ငန်းပိုင်ရှင်တထေးကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ထိမ်းများထားတာပါခင်မောတဲ့မှာတော့မိုးစက်ဝိုင်ဆိုတဲ့လူပညာရှင်စူပါမော်ဒယ်ညီမလေးတယောက်ရှိနေတာဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့သမီးရောက်မတွေဟာမတည့်ပါဘူးဒါပေမဲ့လည်းဝင်းမုံရွှေကတော့ခင်မောဖြစ်သူစီကနေအလိုလိုက်အချစ်ခံနေရတဲ့ပြင်ခင်မောတဲ့ညီမဖြစ်သူမိုးစက်ဝိုင်ကလည်းရောင်းမလေးဝင်းမုံရွှေကိုညီမရင်းလိုချစ်ကအလိုလိုက်ပေးခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်သူတို့နှစ်ယောက်ဟာလူပညာရှင်တွေဖြစ်ကြတာမို့လို့လဲသွားတူလာတူစားတူဖြစ်ခါညီမရင်းလိုချစ်ကြတာဖြစ်တယ်လို့ဝင်းမုံရွှေကပြောလာတာပါဝင်းမုံရွှေတဲ့မိုးစက်ဝိုင်ဟာရောင်းမဆိုတာထက်အမရင်းလိုခန်းစားစေပြီးတော့အမြဲတမ်းပျော်ရွှင်နေရတယ်လို့ဆိုပါတယ်ဒါကြောင့်မို့လို့လေပရိသတ်တွေကတော့ဝင်းမုံရွှေကိုအားကျနေကြတာပဲဖြစ်ပါတယ်